နေ့ရောက်တဲ့ချိန်မှာတော့ဂျိုဟာအလောက်ကဖုန်းခေါ်လာတာကြောင့်အလင်းမြန်ရက်ကွင်းကိုထွက်သွားဖို့ပြင်ဆင်နေခဲ့ပြီးမင်းကတော့ဒီနေ့ရက်ကွင်းကိုအကူတုံလဲလာမှလာလို့မေးရင်ဂျိုနဲ့တွေ့လိုက်သွားခဲ့ပါတယ်။ရက်ကွင်းအရောက်မှာတော့မင်းဟာသူနဲ့ဂျိုတို့ရဲ့ပတ်သက်မှုကိုဘူးမှမသိစေချင်ဘူးလို့ပြောလိုက်တဲ့အခါဂျိုရဲ့ရင်ထဲမှာတော့ဝမ်းနဲ့သူတို့ခံစားသွားခဲ့ရပါတယ်။ဒီဘက်မှာတော့တုံဟာမင်းသမီးကိုရေထဲဆင့်ခဲ့ရမယ့်အခန်းကိုဒီမကောင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့ဒရိုက်တာကိုညှင်းဆိုနေခဲ့ပြီးဒရိုက်တာကတော့စတန်ရင်ဆိုတာအရှင်ခန်းတွေကိုပဲအစားထိုးတရုပ်ဆောင်ရတာလို့ပြောနေခဲ့ပေမယ့်တုံဟာသူဝင်ပြီးတရုပ်ဆောင်လို့နေမကောင်းဖြစ်သွားရင်တစ်ပတ်နှစ်ပတ်နားရမယ်လို့ပြန်ပြောနေတဲ့အတွက်ဒရိုက်တာကလည်းအဆုံးမှာတော့လက်လျှော့လိုက်ရပါတော့တယ်။တရုပ်ဆောင်မင်းသမီးကတော့ရေမကူးတက်တဲ့အတွက်ကြောက်နေခဲ့ပြီးဂျိုကတော့ဘေးကနေအပိစကားလေးတွေပြောကစိတ်ရှမ်းထောင်အောင်လုပ်ပေးနေပါတယ်။ဒါပေမဲ့ဂျိုကမင်းသမီးနဲ့တရုပ်ဆောင်နေတဲ့အချိန်မှာတော့မင်းကဘေးကနေတစ်ချက်တောင်မလွတ်ပဲစောင့်ကြည့်ရင်တဝင်းတူနေခဲ့တာပါ။အဲ့ဒီနောက်မင်းကတုံနဲ့ရင်းရင်းနှီးနှီးနေပြပြီးဂျိုရှိမှတင်တဝင်းတူအောင်လုပ်နေခဲ့ပြီးဂျိုကတော့ဘာကိုရောမလဲမသိတဲ့အထိစိတ်တွေရှုပ်ရနေခဲ့ပါတယ်။ထို့နောက်မင်းဟာအကူကမင်းကလေးတွေကိုအဲ့လိုပဲရေးစတက်တာလားလို့မေးလိုက်တဲ့အခါဂျိုကအကူကလက်တလေးတွေကိုပဲကြိုက်တာပါလို့တည်ငြင်းငြင်းပြပြလိုက်ပါတယ်။အဲ့ဒါကြောင့်မိတ်ကက်ဆရာနဲ့အရန်ရင်းနှီးနေတာပေါ့ဆိုတဲ့မင်းရဲ့စကားကြောင့်ဂျိုဟာမင်းတဝင်းတူနေတာလားလို့ပြန်မေးလိုက်တဲ့အချိန်မှာတော့မင်းကဒီတိုင်းပဲမေးတာပါလို့ပြပြခဲ့ပါတယ်။အဲ့ဒီနောက်ဂျိုကဒါဆိုမင်းနဲ့တုံတို့ကဘလို့ပတ်သက်နေတာလဲ။တုံကိုသဘောကျနေတာလားလို့မေးလိုက်တဲ့အခါမင်းကဒေါသထွက်သွားပြီးတုံကကျွန်တော်အမရဲ့ရည်စားပါလို့ပြန်ပြောရင်ဂျိုကိုရင်းတည်တဲ့စကားတွေနဲ့ပြောနေပါတော့တယ်။နောက်တစ်နေ့မှာတော့မင်းရဲ့အမေကသူ့တိသမီးတယောက်နဲ့မင်းကိုမိတ်ဆက်ပေးနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲဂျိုစီကနေသူ့ရဲ့လောက်ကစားထုတ်ဖြစ်ပေမဲ့မင်းတို့ရဲ့အမြဲတမ်းရှိနေမယ်ဆိုတဲ့မက်ဆေ့လေးရောက်လာခဲ့ပြီးမင်းကတော့အချိန်တော်မဆွဲပဲဂျိုစီကိုတန်းသွားလိုက်ပါတော့တယ်။ဂျိုစီရောက်သွားတဲ့အချိန်မှာတော့တန့်စင်ကန်ပင်မှာလဲလို့မေးရင်မင်းကဂျိုကိုရုတ်တရက်နမ်းလိုက်ပြီးဂျိုကအကိုအလုံးလုံးအောင်မယ်လို့ပြောနေပေမဲ့မင်းကကျွန်တော်ကိုရအောင်တားလီလို့ပြောခဲ့ပြီးဂျိုကတော့သူ့နှလုံးသားကိုမထိန်နိုင်တော့ပဲနှလုံးသားဆေးရနောက်လိုက်သွားခဲ့ပါတော့တယ်။တပ်စင်ကန်ထဲကနေစခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အချိန်တွေဟာအိမ်ထိရောက်သွားခဲ့ပြီးမနက်မူးလင်းလာတဲ့အချိန်မှာတော့ဂျိုဟာသူ့ရဲ့အထီးကျန်တဲ့ဘဝတွေကိုမင်းရောက်လာပြီးတာကြောင့်တကယ်ကိုပျော်ရွှင်နေခဲ့တာပါ။ဂျိုကမင်းဒီကိုပြောင်းလာနေလို့ရတယ်လို့ပြောလိုက်ပေမဲ့မင်းစီကနေအဖေတိတိကျကျမရခဲ့ပါဘူး။အဲ့ဒီနောက်ဂျိုရဲ့ဘဝတွေကိုအရင်ကရင်းနှီးခဲ့မှုတဲ့စွန်းဆိုတဲ့ကောင်လေးကပြန်ရောက်လာပါတော့တယ်။ကိုရီးယားကပြန်လာတဲ့စွန်းဟာအကိုဝေးတွနဲ့အတူတောက်ဆိုင်နေတဲ့အချိန်တစ်လျှောက်လုံးဂျိုကိုပဲမျက်စိမလွှဲစတဲ့ကြည့်နေခဲ့တာပါ။ဂျိုအပြင်ထွက်သွားတဲ့အချိန်မှာစွန်းကနောက်ကလိုက်သွားပြီးအခုကျွန်တော်ကိုအခုထိစိတ်ဆိုးနေတော့မလားလို့မေးခဲ့ပါတယ်။အမှန်တော့အရင်တော့ကဂျိုဟာစွန်းကိုဖွင့်ပြခဲ့ဘူးပေမဲ့စွန်းကငယ်သေးတဲ့အချိန်ဖြစ်တာကြောင့်ဂျိုရဲ့ဂီယူဆိုင်မှုတွေကိုနားမလည်ခဲ့ပဲညှင်းပယ်ခဲ့မိတာပါ။ဒါပေမဲ့အခုတော့အကိုကိုလွန်လွန်ပြန်လာတာလို့ပြောတဲ့စကားကြောင့်ဂျိုတယောက်စိတ်တွေတုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအကိုဝေးရောက်လာပြီးဒီနေ့ညီကိုတွေမူးအောင်သွားကြမယ်လို့ပြောကသူတို့ကိုပြန်ခေါ်သွားခဲ့ပါတော့တယ်။မင်းကတော့ဂျိုကိုစောင့်နေခဲ့ပြီးမူးနေတဲ့ဂျိုကိုစွန်ကတွဲခေါ်လာတဲ့အချိန်မှာတော့မင်းနဲ့ထက်ထက်တွေ့ဆုံသွားခဲ့ပါတော့တယ်။မင်းမသူလဲသူနဲ့ဘလို့ပတ်သက်တာလဲလို့မေးလိုက်ပြီးဂျိုကိုငါပဲခီးဆိုင်လိုက်မယ်လို့ဆိုကစွန်တဲ့ထဲကနေဆွဲခေါ်ခဲ့ပါတယ်။ဒါပေမဲ့စွန်ကတော့ပြန်မလွတ်ပဲဂျိုကိုဆွဲထားခဲ့တာပါ။အဲ့ဒီအချိန်မှာမင်းကအကိုဂျိုတို့တခွန်းလို့ခေါ်လိုက်တဲ့အခါဂျိုကတော့နှစ်ခါတော့စဉ်းစားမနေပဲမင်းရဲ့ရင်ဝင်ထဲကိုတန်းဝင်သွားပါတော့တယ်။မင်းနဲ့စွန်တို့နှစ်ယောက်ကတော့အကြည့်တွေနဲ့တင်ဂျိုကိုလူနေတယ်လို့ဖြစ်နေခဲ့တာပါ။မနက်မိုးလင်းလာတဲ့အချိန်မှာတော့ဂျိုတယောက်စမ်းပြေပေါ်မှာရောက်နေခဲ့ပြီးညကအကုကိုဘသူလိုက်ပို့တာလဲလို့မင်းကိုမေးလိုက်ပါတယ်။မင်းကတော့ကွန်ထရိုလေးတယောက်လို့ပြန်ဖြစ်လိုက်တဲ့အခါဂျိုကစွန့်ကိုပြောတာလားသူကအခုကူရီးယားမှာအဲ့တော့ဖြစ်နေပြီလို့ဆိုတဲ့စကားတွေများနေပါတယ်။ဒါပေမဲ့မင်းကတော့သူကအကုပေါ်အတော်ကျင်လာတာပဲအိမ်ထိလိုက်ဖို့ပေးတယ်။အဲ့ဒီညကသူသာဒီမှာရှိမိနေခဲ့ရင်အကိုတို့နှစ်ယောက်တခုခုလုံးချက်မှာပေါ့လို့ပြောလိုက်တဲ့အခါဂျိုကမင်းတဝင်းတူနေတာလားလို့ပြန်မေးခဲ့မိပါတယ်။ဒါပေမဲ့မင်းကတော့အထက်စီးဆန်စွာဖြင့်အဲ့ဒီလောက်ကြီးကိုအထင်ကြီးမိနေနေအကိုကအစားထိုးသက်ပဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီစကားဟာဂျိုရဲ့နှလုံးသားကိုတကယ်ထိခိုက်စေသွားခဲ့ပြီးသူ့ခံစားချက်တွေဟာမျက်နှာပေါ်မှာတော့ပေါ်လွင်နေခဲ့ပါတယ်။ဂျိုကတော့အလုံးမတော့စိတ်မပါနိုင်တော့ပဲအသေးကွေ့နေခဲ့ပါတယ်။အဲ့ဒီနောက်ဆွန့်ရောက်လာပြီးကျွန်တော်မှအကိုကြိုတင်မေးခဲ့တဲ့လက်ရည်တွေရှိသေးတယ်လို့ပြောကနှစ်ယောက်သားပညာပြိုင်နေကြပါတယ်။ဆရာကြီးလုပ်နေတဲ့ဂျိုကတော့ဆွန့်ရဲ့အတူရှိနေတဲ့အချိန်ခဏတာမင်းကိုမင်းသွားနိုင်ခဲ့ပါတယ်။စွန်းကတော့ကျွန်တော်အခုနာမည်ကြီးအိုက်တော့ဖြစ်နေပြီဆိုပေမဲ့အကိုနဲ့အရင်ကလိုပဲပြန်ဖြစ်ရှင်နေအကိုနဲ့ဝေးတော့မှအကိုတယောက်ကပဲကျွန်တော်အပေါ်စစ်မှန်ခဲ့တာကိုသိခဲ့တယ်လို့ပြောလာခဲ့ပါတယ်ပြီးတော့ကျွန်တော်အကိုညီလေးလည်းမဖြစ်ရှင်ဘူးတငယ်ချင်းလည်းမဖြစ်ရှင်ဘူးဒီသားပဲဖြစ်ရှင်တယ်လို့တရားရဲဖွင့်ပြောခဲ့ပါတယ်ဒါပေမဲ့သူကတော့အကိုရဲ့နဲ့မှာတခြားတယောက်ရှိနေပြီးသူကပဲအကိုရဲ့အထီးကျမှုတွေကိုပြောင်းအောင်လုပ်ပေးနိုင်တယ်လို့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီစကားတွေကိုသူတို့နှစ်ယောက်ရဲ့နောက်မှာရောက်နေတဲ့မင်းကတော့ကြားလိုက်ရပြီးကျင်းနေသွားတဲ့အပြုံလေးပေါ်လာခဲ့ပါတော့တယ်ထို့နောက်မင်းကဂျိုရဲ့အိမ်မက်လေးကိုတကယ်ဖြစ်စီပေးခဲ့ပါတယ်။အလောက်ကပြန်လာတိုင်းမီးလင်းနေတဲ့အိမ်လေးရဲ့အစင်းသေးချက်ပြုတ်ထားတဲ့အစားအသောက်တွေနဲ့စောင့်နေတဲ့ချစ်ရသူတယောက်ဂျိုအမြဲတမ်းလူကျင်ခဲ့တဲ့ဘဝလေးကိုမင်းကဖန်တီးပေးခဲ့ပါတယ်။ပြီးတော့ကျွန်တော်ဒီမှာလာနေတော့မယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ဂျိုတယောက်တကယ်ပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့မင်းကတယောက်နဲ့တယောက်ကိုကြီးကိုယ်တာကိစ္စတွေဝင်မပါရဘူး
ကိုလည်းတခြားသူတွေနဲ့မလျှော့ရဘူးအထူးသဖြင့်ဟိုကိုရီးယားကောင်တွေလို့စီကန်းတွေချမှတ်လိုက်ပါတယ်နှလုံးသားထဲမှာမင်းတယောက်ထဲသာအရာရာဖြစ်နေတဲ့ဂျိုကတော့အဲ့ဒီစကားတွေကြောင့်ပိုပျော်နေခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်ကြည်စဲကြရင်အတူတူရှိနေကြပြီးဂျိုကတော့ဒီလိုညမျိုးတွေတသက်လုံးဆက်ဖြစ်နေပါစေလို့စိတ်ထဲမှာဆုတောင်းနေပါတော့တယ်